let go လား let's go လား let's လား let's လားဘယ်ဟာအမှန်လဲအဲ့ဒါကိုမကြည့်ခင်မှာ let ရဲ့အဓိပ္ပာယ်ကိုအရင်ကြည့်ကြမယ် at ကခွင့်ပြုတယ်လို့ပြောတာ permit allow စတဲ့စကားလုံးတွေနဲ့တူတယ်ခွင့်ပြုတယ်ဘသူ့ကိုခွင့်ပြုတာလဲ someone something အဲ့တော့သူ့ရဲ့နောက်မှာ object တစ်ခုခုကပ်လိုက်တယ်ပြီးရင်ဘာလို့ဖို့ခွင့်ပြုတာလဲဆိုတော့ verb 1ဘာ tense မှမပါ SES တောင်မပါတဲ့base form ကပ်လိုက်တယ်ဥပမာ let me go let her rest မတွားနဲ့မလုံနဲ့ဆိုရဲ negative form အနေနဲ့သုံးမယ်ဆိုရင်ရှေ့မှာ don't ထည့်တယ် don't let me go don't let her rest let's က let us ရဲ့ contraction အတူကပြောတဲ့သူအပါဝင်ကျန်တဲ့လူတွေကိုတခုခုလုပ်ကြဆိုပြီးတိုက်တွန်းတာမျိုး suggestion request လုပ်တာမျိုးဆောနာက let ရဲ့ pattern နဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ let ရဲ့နောက်မှာ s ပါတယ်အဲ့ဒါကိုမှအတူက let ဆိုပြီးတော့ခေါ်လိုက်တာမျိုးပြီးလို့ရှိရင်သူ့ရဲ့ပုံစံအတိုင်းပဲ verb 1 လိုက်မယ် let's go let's eat သူကို negative အနေနဲ့ပြောင်းသုံးချင်တယ်ဆိုရင်ဂျားထဲမှာ not ထည့်တယ် let's not be late let's not fight ရှေ့ရဆိုလို့ရင်ပြန်သွားရမယ်ဆိုရင် let's go ကမှန်ပါတယ် let သုံးမယ်ဆိုရင်နောက်မှာ someone something တခုခုထည့်မယ်ပြီးတော့မှ verb လာမယ် let's ရဲ့နောက်မှာကတော့ verb တန်းလိုက်တယ်